ဟေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုတုန်းကပြောထားပြီးပါပြီเนาะโอเคဒါဆိုရင် level ကဘယ်လိုဝင်တာလဲเนาะ level ဝင်ရော level ဘယ်လောက်ဝင်ရောဘယ်လောက်ရတာလဲအဲ့ဒါကိုသိကျင်တော့အခုပြထားတဲ့ဒီဟောတွေနဲ့ပတ်သက်တဲ့ဒီ level ဝင်မဲ့ဒီဇရာကွက်လေးကိုတစ်ချက်ကြည့်လိုက်เนาะအဲ့တော့ကျွန်တော်အောက်ဆုံးကွက်ကနေရောစကြည့်လိုက်เนาะအောက်ဆုံးနေစကြည့်ဟိုအပေါ်မှာ level အမြင့်နေเนาะအဲ့လောက်ထိကျွန်တော်တို့ခဏထားလိုက်အောင်เนาะအဲ့ဒီ level ဇရာကွက်ထဲမှာဆိုရင်level U ကစ level U ကနေစကြည့်လိုက်အဲ့မှာเนาะ level U မှာဆိုရင်သူ့ရဲ့သတ်မှတ်ချက်ပေါ့ပြောရရင်တော့ type cap ပေါ့သူ့ရဲ့ type cap သတ်မှတ်ချက်ကတော့ပြောလို့ရှိရင်ပဲစီ200ပေါ့ပဲစီ200ရှိရမယ်ပဲစီ200ရရမယ်ပေါ့ပြောချင်တာเนาะလိုက်လွှင့်တာပဲဖြည်းဖြည်း PK ထောင်တာပဲပဲစီ200ရရမယ်အဲ့တော့သူကရဂိုင်နှုံးအားဖြင့်အဲ့ဒီပဲစီ200ထက်ညီလဲညီမညီလဲဟိုနည်းနည်းလေးကြော်နေကြော်စသဖြင့်ပေါ့နော်အဲ့ဒါကို तू ကရဂိုင်နှုံးနဲ့ तू က90ရဂိုင်နှုံးနဲ့ तू ကတွက်လိုက်တယ်ပေါ့နော်90ရဂိုင်နှုံးနဲ့တွက်လိုက်တဲ့ခါကျတော့ तू ကထားပါတော့ပဲစီ200ကိုကွယ်150လောက်ပဲဝင်လောက်ပဲစုံနော်150လောက်ပဲဝင်သူ့ရဲ့တက်မှတ်ချက်ကတော့ပြောရရင်တော့200ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်က150ပဲရှိတယ်ပေါ့ဗျာဒါမှမဟုတ်လဲ100ပေါ့ဗျာထားလိုက်နော်100ပေါ့100ဆိုရင်ဒါသူပြောတဲ့50%နော်50%နဲ့တွန်းညှိတယ်တက်မှတ်ချက်ကတော့200နော်ဟုတ်ပြီ100ပဲရ200အတိပဲရသူဒီ level U ဝင်ပါတယ် level U ဝင်လို့ရှိရင်သူဒီဘယ်လောက်ရလဲဆိုရင်0.48ဒေါ်လာရပါတယ်အဲ့ဒီဇရာကွက်မှာတိကျပြန်ကြည့်ပါနော်ဒါအနည်းဆုံးအောက် level အငယ်ဆုံးကိုစပြောတာနော် level G ကြတော့ကျွန်တော်တို့ကဘယ်လောက်လဲဆိုရင်သူ့ရဲ့သတ်မှတ်ချက်ကနော်သူ့ရဲ့ type cap ကပဲစီအစီပြောရရင်2000ပေါ့ပဲစီ2000 okay အဲ့ဒီပဲစီ2000မှာသတ်မှတ်ထားတာတော့ပဲစီ2000တိုးတော့ကွာအဲ့ဒီ2000လောက်တော့မရဘူးဒါပေမဲ့ဘယ်လောက်ပဲရလဲဆိုရင်ပဲစီ1500လောက်ပဲရတယ်နော်ပဲစီ1500လောက်ပဲရတယ်โอเคဒါဆိုရင်သူဒီ level G ဝင်ပါတယ်เนาะတကယ်လို့2000ရရင်လည်း level G ဝင်တယ်เนาะ level G ဝင်တယ်တကယ်လို့ပဲစီက2000တော့မပြည့်ဘူးသူကနည်းနည်း percent အနေနဲ့သူကเนาะ short ပေးထားတယ်1500လောက်ရလာ1500လောက်ရတယ်ဆိုရင်တော့ level G ဝင်ပါတယ်ဒါဆိုရင်တော့ဒေါ်လာဒီ 7.14 ဒေါ်လာရပါပဲโอเคเนาะကဲနောက် level F ပေါ့เนาะ level F ကတော့သူ့ရဲ့သတ်မှတ်ချက်တိုက်ခက်ကတော့ပဲစီ9000เนาะပဲစီ9000ဟုတ်ပြီပဲစီ9000ကိုသူဒီ percent အရာเนาะ9000ပြည့်မီရမယ်9000ရရမယ်တကယ်လို့ဆိုကြပါတော့9000မရဘူးပေါ့9000မရဘူးကိုယ့်ရဲ့ wallet ထဲမှာ9000မရှိဘူးဘယ်လောက်ပဲရှိလဲဆိုရင်ဆိုကြပါတော့ပဲစီ3500ပဲရှိတယ်ပေါ့เนาะပဲစီ3500ပဲရှိတယ်โอเคပဲစီ3500ပဲရှိတယ်ဆိုရင်လေ तू က level F ဝင်ပါတယ်ဆိုတာကို तू ပြောလိုက်မယ်เนาะ level F ဝင်ပါတယ်ဒါကြောင့်မလို့ဒေါ်လာကိုကြတော့เนาะ16.69ဒေါ်လာ तू ပေးပါမယ်เนาะဒါကြောင့်မလို့မိသားစုတွေအားလုံးကိုပြောနေတာเนาะလိုက်တွေလွှင့်ကြပါစူးစမ်းကြပါเนาะမာတီတွေထောင်ကြပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကကျန်တဲ့ချိန်မှာဗျာကျွန်တော်တို့နေ့လေနေ့ကင်းကျန်တဲ့ချိန်တွေမှာအလုပ်လုပ်တာတက္ကနာထားလိုက်เนาะကိုအလုပ်လုပ်ပြီးသွားပြီကိုညဘက်လေးเนาะ12နာရီည12နာရီမကြော်မချင်းဒီအတော်တွင်လေးမှာเนาะသမင်းစားတောက်ရေချိုးခဏနာပြီးတာနဲ့ကျွန်တော်တို့လိုက်စားလွှင့်တာတွေမာတီထောင်တာတွေလုပ်တော့ပေါ့เนาะပြောချင်တာเนาะတချို့ကြတော့ရှိသေးပါတယ်ဟာမအားလို့မပြုတ်လို့เนาะအမှန်တော့မအားတာမဟုတ်ပါဘူးအားကြပါတယ်เนาะအားကြပါတယ်မအားဘူးဆိုတာက TikTok ကြည့်ဖို့အတွက်အချိန်မအားတာတို့ Facebook ကြည့်ဖို့အတွက်အချိန်မအားတာတို့အဲ့ဒီအတွက်အချိန်မကြံမှာဆိုလို့ဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့်မအားတာဖြစ်ပါလိမ့်TikTok လို့ YouTube တော့ကြည့်ပါမကြည့်နဲ့မဟုတ်ကြည့်ကြပါကြည့်လို့ရပါတယ်เนาะကြည့်လို့ရပါတယ်ကြည့်ဒါပေမဲ့လည်းကိုတစ်ဖက်တစ်လမ်းလေးဝင်ငွေလေးရအောင်ဒီဟာလေးတစ်ခုကတော့ကိုယ့်အတွက်အများကြီးအဆင်ပြေရလေတကယ်ကြိုးစားရင်ကြိုးစားသလိုရတာပဲလေဟုတ်တယ်မလား
ကဲဟုတ်ပြီစကားကြီးအရင်ရှိသွားမှာဆိုလို့เนาะကျွန်တော်စပြီးတော့တွက်ပြပါမယ်ကဲခုနဟာနဲ့ပဲအရင်စတွက်ပြမယ်ကျွန်တော် live လွှင့်နေပေါ့เนาะ live လွှင့်နေ PK တွေချိတ်ဆောမယ်အဲ့ဒီချိန်မှာကိုတငယ်ချင်းမိတ်ဆွေတွေပေါင်းတင်းတွေစသဖြင့်ပေါ့เนาะလက်ဆောင်တွေချပြီးလို့တရက်ကိုเนาะတရက်ကိုအစီး20ရပါတယ်တရက်ကိုเนาะအစီး20ရတယ်เนาะ live လဲလွှင့်နေเนาะ PK လဲချိတ်ဆောတာတွေပါလောက်တာเนาะlive လွှင့်နေဆိုတာလဲเนาะဒီလိုမျိုးကြောက်ရွံ့ကြီးလို့နေလို့ live လွှင့်ရင်တော့လဲဘာမှရမှာမဟုတ်เนาะကြောက်ရွံ့ကြီးလို့နေရင်တော့လဲအလကားပဲเนาะဘာမှမထူเนาะပြီးအဲ့ရတဲ့မှာလှဲပြီးလို့နေလဲဘာမှမထူဟုတ်လားလာလေတဲ့လူတွေနှုတ်ဆက်မဲ့မိတ်ဆက်မဲ့စကားပြောမယ်ဒီလိုမျိုးလीဖော်ဖော်ရွေ့လီဒါမှလည်းသူများကဟိုဟာဖြစ်မှာပေါ့ဟုတ်လားကြောက်ရွံ့ကြီးလို့နေပြီးတော့ဒီလိုပဲလာလေတဲ့လူလည်းဘာမှမပြောလာလေတဲ့လူလည်းနှုတ်ဆက်ပြောဆိုခြင်းလည်းမရှိเนาะကျွန်တော်မိသားစုတွေကျွန်တော်ကြည့်နေတယ်เนาะကျွန်တော်ကြည့်နေတယ်အုံနာလာတာတော့မှအုံနာကိုနှုတ်ဆက်ပေါ်မရတာတပုံကြီးเนาะဒါပေမဲ့ကျွန်တော်ဘာမှပြောပါဘူးပါတချို့အုံနာတွေဆိုမရဘူးเนาะဟမ်မီတင်ခေါ်တဲ့အခါမှာအဲ့ဒါပြောပြီးပဲပြောတတ်ပြီးပဲเนาะဒါပေမဲ့ကျွန်တော်ကအဲ့လောက်ထိကျွန်တော်မလုပ်ချင်ပါဘူးဗျာเนาะထားပါတော့ဗျာကဲဒီမှာပဲစပြီးတော့ဟိုဖြစ်လိုက်တော့မယ်ကဲเนาะတရက်ကိုအစီး20ရတယ်ကဲတစ်လကိုရက်30ဆိုတော့เนาะရက်30ဆိုတော့ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်20ကို3နဲ့မြှောက်လိုက်တော့ကဲထားလိုက်600ရတယ်เนาะပဲစီเนาะ600ရမယ်တခါကျွန်တော်တို့မာဒီတွေထောင်မယ်မာဒီတွေလိုက်လဲမယ်เนาะမာဒီတွေထောင်မယ်မာဒီတွေလိုက်လဲမယ်အဲ့ဒီမှာကျွန်တော်ဘယ်လောက်နဲ့ပဲထားပြီးမယ်ဆိုကဲ14စီးလောက်ပဲရတယ်ပဲထားလိုက်14စီးเนาะ14စီးနဲ့ပဲတွက်တယ်เนาะအဲ့တော့တစ်လเนาะတစ်လကိုကျွန်တော်တို့ဘယ်လောက်ရမယ်ဆိုရင်420လောက်ရမယ်เนาะ420လောက်ရမယ်ဟုတ်ပြီเนาะကဲအဲ့တော့တစ်လကိုဒီတစ်လတော်တင်းမှာကျွန်တော်တို့เนาะအုံနာနေပြီးတော့ family တခြားမိသားစုတွေနဲ့ PK ပြိုင်ပွဲတွေပါကျင်းပပေးတယ်ဘာညာလုပ်ပေးတယ်လေကဲအဲ့ဒီ PK ပြိုင်ပွဲတွေပေါ့เนาะ PK ပြိုင်ပွဲပေါ့ထားပါတော့เนาะ PK ပြိုင်ပွဲအဲ့ဒီ PK ပြိုင်ပွဲမှာကွာကျွန်တော်တို့ဘယ်လောက်ပဲရမလဲဆိုရင်ထားလိုက်ကျွန်တော်တို့ပဲစီ900ပဲရတယ်ထားလိုက်เนาะပဲစီ900ပဲထားလိုက်ဒါတစ်လောက်တပွဲပဲเนาะ PK တစ်လောက်တပွဲပဲယူတာထားလိုက်เนาะတချို့လူတွေဆိုလို့ရှိရင်เนาะတစ်လောက်တပွဲနဲ့သူတို့မှမတင်းနေနိုင်ဘူးဒါသူများတကယ်စူးစမ်းတာဟုတ်သူများတကယ်ဟိုဟာဖြစ်တာဟုတ်เนาะတစ်လောက်သူများဆိုရင်နှစ်ပွဲလောက်လိုချင်တာဒါမျိုးတွေပေါ့เนาะအဲ့တော့အဲ့ဒီဟော့ကိုတိုင်ကလည်းเนาะတေချာစူးစမ်းတယ်တေချာဟိုကျူးစားနဲ့တေချာဟိုဟာဖြစ်တယ်ဆိုတော့လေအုံနာကလည်းလုတ်ပေးချင်တာပေါ့ပြောချင်တာဟုတ်လားเนาะလုတ်ပေးချင်တာပေါ့ဘာမှမကြိုးစားဘာမှဟိုမဖြစ်ဘူးဘာမှလည်းဟိုမဖြစ်ဘူးဆိုရင်တော့အုံနာလုတ်ပြီးလေအလကားပဲရတော့ပြိုင်လေပဲစီရိုင်အောင်ကန်ကောင်းဟုတ်တယ်ဟုတ်ထားပါတော့ကဲဟုတ်ပြီကဲဒါကျွန်တော်တပွဲနဲ့ပဲပြောတာပေါ့နှစ်ပွဲဆိုလို့ရှိရင်ကဲတပွဲကို900လုံးမဲ့နှစ်ပွဲဆိုရင်ပဲစီအစီ1000တောင်ရနေပြီဟုတ်လားဟုတ်ပြီနော်ကဲထားလိုက်ဒါဆိုလို့ရှိရင်အဲ့ဒါကို level ဝင်တာကိုတွက်ပြမယ်နော်ဒါဆိုရင်ဒီအပေါ်မှာကျွန်တော်တို့က live လွှင့်တာပါညာပြီးကွာအစီ600နော်600နော်မာဒီထောင်နဲ့ live လဲတဲ့အချင်း live ဆိုရဲနော်တစ်လောက်နော်420လောက်ရတယ်ပေါ့နော်နော်420လောက်ထားပါတော့420ခုန PK ပြိုင်ပွဲတပွဲက900ပေါ့နော်ကဲ900โอเคအဲ့ဒါပေါင်းမယ်နော်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကဲကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုတော့ဟုတ်ပြီဟုတ်ပြီ15ဒါဆိုရင်တလားပြည့်တဲ့ချိန်မှာပဲစီဘယ်လောက်ရမလဲဆို1500နဲ့20ရပြီဟုတ်လား1500နဲ့20စီးရပြီဟုတ်ပြီနော်1500နဲ့20စီးရဒါပေမဲ့အခုပြောတာတွေကလည်းဒါအစီး20ကိုရက်30နဲ့တွက်ထားပြီတရက်မှမပြတ်ဖဲနဲ့နော် like ကိုပုံမှန်လွှင့်နေတရက်မှမပြတ်တာနော်တရက်မှမပြတ်တာနော်ဒါပဲစီရတာပဲစီကနေရောပတ်စံရတာတွေကိုပဲကျွန်တော်တို့ကတွက်ပြသေးတာနော်ခုန
လိုက်တရက်မှမပြတ်ဘူးနော်လိုက်တိုင်းလဲမှန်တယ်ဆိုတာကအဲ့ဒီဘောနက်ကတက်တက်ရှိသေးတယ်နော်ဒါပဲစီရတဲ့ဟာကိုပဲတွက်ပြသေးတာနော်ဟုတ်ပြီနော်ကဲထားလိုက်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာ1520ရတယ်ဆိုရင်ကျွန်တော်တို့ level ဘလောက်ထဲကိုဝင်မယ်လို့ထင်တယ်ခုနကျွန်တော်ပြတဲ့ level ဇယားကွက်မှာပြန်ကြည့်လိုက်လို့ရှိရင်ကျွန်တော်ကဘေးကောင်နဲ့တွားကြည့်လဲဆို level G နဲ့တွားပြီးတော့မှီသွားတယ်ဟုတ်တယ်လေ level G မှာသူပြောတယ်သူတတ်မှတ်ထားတာတော့အစီ2000တိုးတော်လဲပါစံအရာအဖြစ်ဟုတ်လား1500လောက်ရရင် level G ဝင်တယ်လို့ပြောခဲ့တယ်မလားဟုတ်တယ်နော်ဒါကြောင့်မလို့ကဲဒီမှာက1520ဆိုတော့20တောင်စွန်းနေတွေ့လားထားလိုက်အောင်ကဲ1500ဆိုလို့ရှိရင်ကျွန်တော်တို့ကဒေါ်လာအမှ level ဇယားကွက်ထဲမှာကြည့်နော်ဒေါ်လာဘယ်လောက်ရမယ်ဆိုရင်7.14 ဒေါ်လာရမယ်ဟုတ်လားဟုတ်ပြီနော်7.14 ဒေါ်လာရပါမယ်ဒါဆိုရင်အဲ့ဒီ7.14 ဒေါ်လာကိုကဲကျွန်တော်တို့7.14 ဒေါ်လာကိုကျွန်တော်မြန်မာငွေ3500နဲ့တွက်ပြီးတယ်ဒါဘီကိုယုံကသူတို့ရဲ့တတ်မှတ်ထားတဲ့เนาะဒေါ်လာကိုတတ်မှတ်ထားတဲ့နှုံတာပေါ့เนาะ3500နဲ့တတ်မှတ်တာတကယ်တမ်းအပြင်မှာပေါက်တဲ့ဈေးကတော့3500ကျော်တယ်เนาะ3500ကျော်တယ်เนาะ4000လားအဲ့ဒီကြော်မှာရှိတယ်ဒါပေမဲ့သူတို့ကယုံကသူတို့က3500နဲ့ပဲတွက်ပေးပါတယ်အဲ့တော့ခုနကတော့7.14 ဒေါ်လာကို3500နဲ့ကျွန်တော်တို့မြှောက်လိုက်တယ်เนาะ3500နဲ့မြှောက်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ရမလဲတောက်လိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်โอเคเนาะ24,990ရတယ်ဟုတ်လားအဲ့ဒါ level ဘယ်လောက်ဝင်လို့လဲ level G ဝင်လို့ရတာဟုတ်ပြီလား level G ဝင်လို့ရတာဟုတ်ပြီเนาะဒါ level ဘောနဲ့ပဲရှိသေးတယ်ကျွန်တော်တို့ဟုတ်တယ်เนาะ level ဘောနဲ့ပဲရှိသေးတယ်အဲ့တော့နောက်တစ်ခါကျွန်တော်တို့ကတလလုံးပေါ့เนาะ live လွှင့်တာလဲမပြတ်ဘူးเนาะ live လွှင့်တာလဲတရက်မှမပြတ်ခဲ့ဘူး live တိုင်းတနေ့ကို2နာရီလွှင့်ရမှာလဲမှန်တယ်ရက်လဲမပြတ်ဘူးအဲ့တော့ live တိုင်း live day ပေါ့เนาะ live တိုင်း live day မှန်တယ်ပေါ့เนาะ live တိုင်း live day မှန်တာဖြစ်တဲ့အတွက်ကဲဒါကျွန်တော်ဒီလိုပဲရေးလိုက်မယ်live တိုင်းပေါ့เนาะ live တိုင်းရယ် live day ဟုတ်ပြီเนาะဒီ live တိုင်း live day မှန်တာဖြစ်တဲ့အတွက်ဘယ်လောက်ရမလဲဆိုရင်5000เนาะ5000ရမယ်ဟုတ်ပြီလားဒါဆိုရင်ခုနကတော့ level G ဝင်တာနဲ့ဆိုရင်ဒီမှာ light time light day မှန်တာဖြစ်တဲ့အတွက်5000ဆိုတော့ level G ဝင်တာဖြစ်တဲ့အတွက်သူဒီဘယ်လောက်ဖြစ်သွားမလဲဆိုရင်ဒီမှာက9ခိုး4เนาะ4ဆိုတော့9အဲ့တော့94,990ရပါမယ်ဟုတ်ပြီเนาะဒါဆိုရင် level G ဝင်တာရယ် light time light day မှန်တာရယ်เนาะအဲ့ဒီနှစ်ခုရဲ့ရတဲ့ငွေအမောက်ပဲရှိသေးတယ်เนาะငွေအမောက်ပဲရှိသေးတယ်ဟုတ်ပြီเนาะကဲအဲ့ဒီမှာကိုယ့်ရဲ့ wallet ထဲမှာပဲစီကဆိုကြပါတော့ဒီမှာက level G ဝင်ထားတာဆိုတော့ပဲစီဘယ်လောက်ရလို့ level G ဝင်ထားဆို1520เนาะ1520ရှိလို့ level G ဝင်ထားတာလေဟုတ်တယ်မလား1520ရှိလို့ level G ဝင်ထားတာเนาะ level G ဝင်ထားတာဆိုတော့ तू ကwallet ထဲကပဲစီကို तू မနှုတ်သေးဘူး
အဲ့တော့ wallet နဲ့တက်ဆိုင်တဲ့ဘောနဲ့မထွက်ဘူးပေါ့နော်မထွက်ဘူးနော်အဲ့တော့ wallet ထဲမှာပဲစီနော်ပဲစီ6000ရှိတယ် wallet နော်ကိုယ့်ရဲ့ wallet ထဲမှာပဲစီ6000ရှိတယ်ပဲစီ6000ရှိတယ်ဆိုရင်အဲ့ဒီလား share ပဲဘာကြောင့်လဲဆိုတော့ဒီမှာပဲစီ6000လေးเนาะပဲစီ6000ကိုကျွန်တော်တို့210နဲ့စားကြည့်လိုက်ဘယ်လောက်ရမလဲเนาะပြီးလို့ရှိရင်ဒီမှာ wallet ထဲမှာ6000တောင်ရှိတာဖြစ်တဲ့အတွက်6000ဒီ level ဘယ်လောက်ဝင်သွားမလဲဆိုရင် level အမြင့်ဝင်သွားမှာပေါ့เนาะ level အမြင့်နဲ့ပါသွားမှာ